မင်္ဂလာပါခင်ဗျာ artist တွေကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ artist channel ကနေလူငယ်ပကြီးဆရာတူဖြစ်တဲ့ artist လွန်ကျော်ရဲ့ demonstration လေးကိုတင်ဆက်ပေးပါမယ်ခင်ဗျာဒီ demonstration လေးကတော့လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကရိုက်ကူးထားခဲ့တာပါအကြောင်းကြောင့်အခုမှတင်ဆက်ပေးပြတာပါခင်ဗျာရေးခဲ့တဲ့နေရာကတော့မန္တလေးမြို့Collector Source Art Gallery ရှိမှာရေးသားခဲ့တာဖြစ်ပါလေ။အောက်တူးမြင်ကွင်းကိုရေးသားခဲ့တာတော့မဟုတ်ပါဘူးခင်ဗျာ။သူ့ရဲ့စိတ်ကူးထဲမှာရှိနေတဲ့ subject တွေနဲ့အဖြစ်မှတကယ်ရှိတဲ့ subject ကိုပေါင်းစပ်ပြီးရေးသားထားတဲ့ပကြီးကားချက်ပါ။ Artist လွန်ကျော်ကပကြီးကားရေးသားရမှာအောက်တူးရေးသားရမှာပဲဖြစ်ဖြစ်အင်ဂျိုးကိုအိမ်မှာရေးသားရမှာပဲဖြစ်ဖြစ်သူ့ပကြီးကားတွေမှာများသောအားဖြင့်လေးပြေလေးဒါမှမဟုတ်လေပြင်းလေးတွေပါနေတတ်တာကိုတွေ့ရမှာပါပကြီးကတ်ချက်ကိုဖန်တီးဖွဲ့တဲ့ပကြီးရှာရီဟာသူတို့ရဲ့ကိုယ်ပိုင်ဟန်လေးတွေဆိုတာရှိနေတတ်တာမှန်ပါပဲအဲ့ဒီ subject တွေငြိမ်သက်နေတဲ့ subject တွေကိုလည်းလေပြေတွေတိုက်ခတ်နေသလိုလှုပ်ရှားမှုရှိနေတဲ့ subject တွေမှာလည်းလေပြင်းတွေပါနေတတ်တာဟာကိုလွန်ကျော်ရဲ့သင်္ကေတတစ်ခုလိုပဲဆိုရမှာပါခင်ဗျာ artist လွန်ကျော်ကမန္တလေးပကြီးပခုကျောင်းမှာ2004ကနေ2009ခုနှစ်အထိတက်ရောက်ခဲ့တာဖြစ်ပြီး2011ခုနှစ်မှာမန္တလေးရည်ရင်းမှုတက္ကသိုလ်ကနေ BA Painting ဘွဲ့ကိုရရှိထားပြီးခဲ့တဲ့သူပါအုပ်စုပွဲပေါင်းများစွာနဲ့အတူတကူတော်ပကြီးပြပွဲကို9ချိန်ပြသပြီးခဲ့တဲ့သူပါသူရဲ့ရည်စည်းပကြီးကတစ်ချက်ကိုဘယ်လိုခန်းစားရေးဖွဲ့တယ်လဲဆိုတာကိုကြည့်ရှုလိုက်ကြရအောင်ပါခင်ဗျာမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ artist တွေကနေပကြီးဆရာကြီးများရဲ့လက်တွေ့ရေးဆွဲပြသခြင်းတွေကိုတင်ဆက်ပေးလျက်ရှိနေပါတယ်လက်တွေ့ရေးဆွဲပြသမှုတွေကိုအမြဲကြည့်ရှုနိုင်မှုအတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာရှိတယ်ကျုပ်နဲ့တွေကြတော့အဝေးမှာကျုပ်အရာလေးကြအဲ့ဒီကိုမမြင်နိုင်တဲ့ရေးလို့မရတဲ့အရာလေးတွေဖြစ်ဒီဟာလေးတွေခွာလိုက်ပြီးငှက်ကလေးတွေရေးလိုက်တာနဲ့ तू ကအလိုလိုနေငှက်ကလေးတွေပြန်ဖြစ်တော့ဒါအခုတော့အဆက်ပြောက်ကလေးဖြစ်တယ်ခဏနဲ့ကြာငှက်ကလေးတွေဖြစ်ပါဟုတ်လောအဲ့မှလာပြီအဲ့လေးသိစက်တယ်ဒါအခုဟိုဟာရဲ့စိတ်မန်းရဲ့ဟိုဟာကိုကြီးမှာဒါဒီအဆက်တွေနဲ့မတူသူ့မှာရည်ရွယ်ချက်ဟိုဟာရှိဒီကောင်ကဟိုပျော်ရွှင်မျိုးလို့ပြီးသွားနေရတယ်သူ့မှာじゃထိန်းချုပ်မှုရှိသူ့ကိုဒီတော်ကဒီတိုင်းထားကျင်တိုင်းထားလို့မရဘူးအဲ့လိုသူသွားသိကျင်တဲ့နေရာလေးရှိကျွန်တော်တို့ကသူတို့
အဲ့ဒါလေးတွေကိုကျွန်တော်တို့ကရအောင်ယူရအောင်စောစောကခန့်လိုက်တဲ့အခက်ကလေးက action ပါတယ်လေဒီမှာသူက action ပါတယ်ဒီဘက်ကိုလှုပ်ချနေတာဟုတ်ဒီမှာじゃမပါတော့အဲ့ ဆက်ရှိရတယ် ခက်တော့ခက်တာလေဒီမှာ action ကဒီမှာじゃသူကလုံးလုံးလေးကိုသူ့ရဲ့ rattan လေးရှိဒီမှာじゃသူ့မှာ rattan မရှိဒီပေါ်မှာ dot လှုပ်တယ်ဆိုတော့အကွာလေးတစ်ခုအဲ့လိုလိုသူကဒီကြီးဟိုအမြင်အရန်များနေတဲ့အချိန်မှာကျွန်တော်တို့ဒီလိုအောက်ထိစောင်းလိုက်မယ်ဆိုလို့ရှိရင်ကြီးရတောက်လျှောက်စီးတာသူကြီးကိုမသွားစေချင်တဲ့ခါကျကျွန်တော်တို့ကဒီလိုသွားတာခါလေးလိုအပ်လို့ရှိရင်ဒီဘုတ်ပြားကိုတချို့ west ကြီးရဲ့ဘုတ်ပြားကိုမပြီးတော့ကျွန်တော်တို့အရှင်ကစားဒီကိုလိုချင်တဲ့နေရာကိုပို့တော့ဒီစာရွက်ဖို့ဒီကအောက်ကိုစီးလိုက်ဒါဒီအနေထားလောက်ကလေးကျွန်တော်တို့အတွက်စင်ကြယ်အောင်45 degree ပဲ ဟုတ်တယ်ဒီကစီကားချက်မှာစုတ်တန်တစ်ချောင်းရဲ့ရေးပါပို့တာဟုတ်တယ်မျိုးစားပေါ့ဒီလို point တွေရှိတယ်အခုလိုအဲ့လိုရက်တောင်လေးရှိတယ်အရင်တော့အဲ့လိုစုတ်တန်လေးတွေမရှိခဲ့ဘူးလေမရှိခဲ့တော့အဲ့ဒါတွေအခုထွက်လာပြီးနောက်ပိုင်းမှာရေးရတဲ့ဥစ္စာတွေကြတော့ ဟိုပဲတက်တာပေါ့တက်တာဟိုကျွန်တော်တို့ဒါဒီတော့ရက်တောင်ဟိုဆိုလို့ရှိရင်စုတ်တန်တယ်သူတစ်ချောင်းချင်းလိုက်ကြီးရသူ့ရဲ့စုတ်တန်မှာကွာဒီနေရာကိုဒီဟာသုံးချရမယ်ဆိုတော့ဟိုကွာကျွန်တော်တို့လေ့ကျင့်သုံးရတဲ့ဒီပစ္စည်းကိုဆရာတို့ပြောတယ်လို့ပစ္စည်းခိုင်းနေဆိုတော့လေအဲ့မှာဆရာအမြဲတမ်းပြောဘူးဘာပြောလို့ဆိုတော့အဲ့ကြတော့ဟိုသူ့နေရာနဲ့ထားရတာစုတ်တန်ကိုဒီနေရာမှာဒီကာရိုက်တာဒါအမှန်တမ်းပြောလို့ရှိရင်ဒီရက်တောင်ဆိုကိုမသုံးတာတော့တော့ကြာပြီအဲဒီနေရာမှာဒီအပင်ကိုဒီဥစ္စာရေးရမှာဆိုတာကိုတဲ့ကြွကြောင်လို့သူရှိမှကိုဖြစ်တာတိုင်းနေဆိုလို့ကျွန်တော်တို့ပြန်လို့ဒါမှအရင်ကဒီစစ်ပင်တွေပဲရေးခိုင်းတာစစ်ပင်တွေကိုတိုင်းနေရှင်းနေအောင်ကိုကတော့ရှင်းတယ်မှလားဆရာတွေသွားပြတယ်နေကိုင်းကဘယ်နာသေးနေတာအပင်ကိုဘလို့စပတ်ရီလို့အဲ့လိုလေ့ကျင့်ခဲ့ရအဲ့ကျွန်တော်ကကိုင်းမှာကိုသဘာဝမှာရှိနေတာနဲ့ကျွန်တော်တို့စိတ်ကူးထဲမှာရှိနေလိုက်ပြန်ပေါင်းရတာပဲတာရတက်တယ်ထားတယ်နော်ရှိတယ် ဟိုအခုသူပန်းမွင့်ဖြစ်သွားတယ်ဒီဂိုင်းတွေထည့်လိုက်တဲ့အခါကျသူ့လိုသူပန်းမွင့်ဖြစ်သွားအဲဆိုတော့ဒီ dog တွေကဘာဖြစ်လာမလို့ဆိုငှက်တွေဖြစ်လာမှာအဲသူ့လိုသူဖြည်းဖြည်းချင်းနဲ့ပေါ့အဲ့ပန်းပွင့်အရေးထဲရနောက်ထဲကနေပါကွာလဲရှိတယ်ကနောက်လည်းထဲမှာပဲ နောက်လည်းထဲဟုတ် ခုကကြဘာဖြစ်တော့ဆိုတော့နောက်ထည့်တဲ့ဟာကျဂိုင်းရဲ့အပေါ်ကဖြစ်မှာ ဘောပြင်မှာဟုတ်ကဲ့ အရင်ထည့်လိုက်တဲ့ဥစ္စာဂိုင်းရဲ့အောက်ကဖြစ်မှာ ကဖြစ် သူကအဲ့လိုသူဒီခုရေးနေကျွန်တော်အဲ့ပန်းမွင့်ကိုတစ်ခုချင်းခြံပြီးရေးဖို့အဆင်မပြေဘူးလေအဲ့ကြဒီဂိုင်းတွေတောက်လျှောက်ရတန်နဲ့ပြေးနေတဲ့အချိန်မှာနောက်ထပ်ထည့်မဲ့ပန်းမွင့်ကဒီတစ်ဂိုင်းရဲ့အပေါ်ကဖြစ်မှာအဲ့လေဒါကျွန်တော်တစ်ခါလေဆိုလို့ရှိရင်ဒီအနီအားကိုမကြိုက်ဘူးဆိုအိမ်မှာဆို acrylic ရှင် acrylic နဲ့ကျွန်တော်တောက်ပြက်တာဟိုပစ္စည်းကအိမ်မှာကျတော့ဘယ်လိုပြောရင်ဒီအယောင်အားနီးကျင်တာဒီတက်ကိုနီးကျင်တယ်ဆိုရင်ပေါ့ဒီရေစေးရဲ့ခါလိုက်တဲ့ရေစေးကပေးတဲ့အားနဲ့ဟို AC ကပေးတဲ့အားနဲ့တူအဲ့လိုလေလက်ကျွန်တော်တယောက်သေးရဲ့အခါပေါ့နော်
ဘာအဲ့လိုလုပ်မယ်ဘယ်လိုလဲ လက်နဲ့တောက် လက်နဲ့ လက်နဲ့လည်းတောက်တယ် ဟုတ်လား အဲဆေးခါလေးဆေးကိုကျဲနေအောင်ဖြော်ပြီး ဖြော် တော့ ပြီးတော့ ဟိုကလောက်တယ်ဒါပေမဲ့ကျွန်တော်လက်နဲ့တောက်တာဗျာလက်နဲ့ original point ဆိုဒီလိုတောက်ရတယ်သူက current ကဒီလိုရေးလို့အဆက်မဟုတ်အမြင်လေးကြံကြံမြင်မြင်လေးဆိုအဲ့ဒါလေးရတယ်သူကအရသာလေးဒီ original point အဲ့လက်လိုက်ပြတာ ဒါမှမဟုတ်အခရစ်မှာကျတော့တစ်ခါတည်းတော့ကျအဲ့လိုအကျေးဟိုလောက်လိုက်တဲ့ခါကျတော့သူ့အဲ့ဒီဟိုဟာပေါ်မှာ canvas ပေါ်မှာရသွားတယ်စေးအထူအပါကျတော့စိတ်တိုင်းမကြအဲ့လိုဖြစ်နေဒါကြတော့ကိုယ့်ဟိုဟာနဲ့မူတည်မှာပေါ့နော်ကိုဖြော်ရတဲ့ကိုအတိုင်းစားနဲ့ကိုမူတည်မယ်နဲ့တူ ဘယ်လိုပြောရလဲ ဘယ်လိုပြောရလဲဆိုဟုတ်တစ်ခါတည်းကျတော့စေးရဲ့အဖြစ်အကျဲကကိုယ်စိတ်တိုင်းမကြဘူးဖြစ်နေ စိတ်တိုင်းမကြလို့ဒီဆက်အပြစ်အကျဲကိုကြိုက်တဲ့အပြစ်ဆိုပြီးလုပ်တဲ့အခါကျတော့လေဒီကင်းမတ်တော်ကြာသွားတဲ့အဆက်ကစိတ်တိုင်းမကြဘူး အာ အဲ့လိုဖြစ်နေ ကျွန်တော်ဟိုကပြော ခက်ကြည်ကြည်ပဲလုပ်ပြီးတော့မှဟိုဖြစ်ရမယ်နဲ့တွေ့နော် စီကိုလိုချင်တဲ့အနေထားပေါ့အဲ့ဒါကြကို အဲ့ ယ့် ဒါအများကြီးလုပ်မှာ နဲ့ ရ ဆိုင်နေဟုတ်တယ်အလေးအကျင့်ပေါ့ အရေးအကျင့်နေ အလေးအကျင့်ပေါ့ဒီ straight လောက်ဆို အဲ့မဲ့ချမ်းမိရနော်ညက်ရေးတာလေးပဲကိုဒီဘက်က ။ဒါလေးအောင်လေ။တန်လေးတာ အေးလေအားလို့လား ဟိုကလို့ မဒါဘယ်လက်နဲ့လဲရဟောလို့ပါလို့ အဲ့ကျွန်တော်လေးကျင့်တာ အဲ့လုံးတဲ့နေ ချားမဟုတ်ဒီမှာ action မတူအဲ့ဒါလည်းပြောကြတယ်ဒီညာနဲ့ရေးတဲ့ action ကဘလောက်ပဲဘယ်ဘက်ကိုလှည့်ပါလဲပြောဒီဘက်ကိုပြန်มาပဲပြောတော့ညာနဲ့ရေးတဲ့အတွက်ကြောင့်လက်ကိုလိမ်ပြီးအရန်ပင်ပန်းပြီးတော့ငှက်ကမရှင်းဘူးကျွန်တော်ရေးဘူးလေဒီဘက်ကိုပြန်လှည့်ဘူးလေဘယ်နဲ့ရေးလိုက်တဲ့ငှက်ကညာနဲ့ရေးလိုက်တဲ့ငှက်လောက်တော့ညာတန်တယောက်ဖြစ်တဲ့ခါကျမလှရင်ဒါသူ့ရဲ့ return လေးကအလုံးလုံးလေးကိုညိတ်နေဒီဘက်ကိုပြန်လာတယ်အဲ့မှာကျွန်တော်ကဒီဘက်ကိုရောက်လို့ရှိရင်ကျွန်တော်အမြဲတမ်းဘယ်နဲ့ပဲရေးတယ်အဲတစ်ခါလေးဆိုဒီဘက်ကပြန်မယ်ဆိုညာနဲ့ဒီတရားမကိုမျိုးမြင့်ဆန်ခတ်ဖြစ်ညာနဲ့ဒီဘက်ကိုသွားလှည့်လို့ရှိရင်စိတ်တိုင်းမကြောက် စဉ်းစားတင်တာပေါ့ကျွန်တော်ဆိုလို့ရှိရင်အဲအများတန်းကြောက်တယ်ကြောက်နေတာဒီကိုရေးကျင်တာကိုလက်တွေမကောင်းတော့ဘူးဆိုရင်ဘယ်လိုရေးကြမလဲပေါ့နော်နောက်တော့အသက်ကြီးသွားရင်ဘယ်လိုလုပ်မလဲပေါ့ဒီလက်တွေကဒီတကယ်တမ်းပြောရင်ရေးတာများလာဒီချက်သားတွေထိန်းရတာအဲထိန်းရတော့သူတို့တနာတယ်အဲ့ဒီရေးဖြန်းမှန်းဘာပဲလုပ်လို့ဘဲနဲ့ပဲခိုင်းတာကျွန်တော်ညာဘက်ကိုတနာလို့ တနော်ညာဒီကတောက်လျှောက်ကိုလုံး ဟုတ်တယ်သူကတောက်လျှောက်သူ့ကိုစိတ်နဲ့သူကတောက်လျှောက်လိုက်နေရတာဟိုဒါရင်လူကဟိုကြွက်သားတွေကနားတယ်တခါညဆိုရင်အဲနှိပ်ရတယ်နေရတယ်သူကနားနေတာဒါပေမဲ့မရေးပဲလေလူကမနေနိုင်ဘူးလေကျွန်တော်ကရေးနေတာအများနဲ့ဟိုဖြစ်တာဆိုတော့ရေးတင်တော့အဲကြတော့တချို့ဟိုဟာတွေပကြီးကိုဟိုတင်းရောကဆရာဦးတင်ရွှေချုံနဲ့တော့ပြောပြသေးတယ်သူအဲလက်ကြွက်သားတွေနည်းနည်းဟိုဖြစ်လို့တဲ့ဖြစ်တဲ့အခါကျတော့သူဘယ်နဲ့ပဲငါကောင်းနဲ့ပကြီးရေးတဲ့အချိန်ပဲဟိုညာနဲ့အသုံးချတယ်ကြံတဲ့အချိန်ဘယ်နဲ့ကြီးချတယ်
သူမှာပါဆရာတို့တွင်ချစ်ကြတယ်မင်းတို့ကောင်နေငယ်သေးလို့လေဒါငါတို့တအားခိုင်းတဲ့သူတွေဆိုတော့မရဘူးကွာတဲ့နာတယ်တဲ့ခုကိုစိတ်ကန်းသွားနေရတယ်သူပြောသွားဒီမှာပြန်လာအောင်ဒါကျွန်တော်ကဝိတ်ခေါ်တော့ဒီဥစ္စာကိုချို့တော်တော်များများကြိုက်ကြအောင်ဒါပေမဲ့ကျွန်တော်ကြိုက်တယ်ကျွန်တော်ဘာကိုကြိုက်တော့ဆိုသူတို့လှုပ်ဒီလောက်ပြန်နေတယ်ဖုတ်ဖြစ်နေတာဟို action ကကျွန်တော်မမြင်နိုင်တဲ့ဒီသူတို့ action တွေလေလို့လဲသူ့ကိုပြောလို့မရသူတို့ထရုံးနေတဲ့ခွာတွေ wave ကရှိတယ် ကျွန်တော်အဲ့လို အဲ့ wave လေးတွေကတခါကြားလို့ရှိရင်မင်းအခုဒီတိုင်းကြည့်တော့တာမမြင်တာဗျမင်း slow လုပ်ကြည့်ဟိုဗီဒီယိုကိုရိုက်ပြီးတော့မှအဲ့မှာ slow move နဲ့အဲ့လိုကြည့်လားအဲ့ slow move နဲ့ကြည့်ရင်အဲ့ဒါလေးတွေမြင်ရတယ်ဘာလို့ဆိုသူတို့တောင်ပန်ခတ်လိုက်တဲ့အချိန်မှာရှိနေတဲ့ဖုန်နေနဲ့ဟိုကသွားလာတဲ့အဲ့ wave လေးတွေဟုတ်တယ်ဒါကမြင်အောင်ထည့်ပေးလိုက်တဲ့သဘောဖြစ်သွား ဒါထည့်ပေးတဲ့သဘောဖြစ်သွားအောင် အဲ့ဆိုဥနေဆန်းစကားလေးတစ်ခုယူသုံးရလို့ရှိရင်ညီကအကုန်လုံးအပြည့်အဝပေးတယ်လို့ပြောရမှာပေါ့ဘာလို့လဲဆိုဥနေဆန်းကကြာ तू ကတခုခုဆိုလို့ရှိရင်ကြည့်တဲ့လူဆက်ပြီးခံစားလို့ရအောင်ခြံထားပေးလိုက်တယ်ဆိုတဲ့ဥစ္စာလေးရှိရလေ ကျွန်တော်ကကြပါလဲဒါစဉ်းစားစရာဖြစ်သွားတယ်ဘာလို့ထည့်ရလဲဗောဒါမှမလဲကောင်းနေပြီဗောအဲ့လိုမျိုးကြီးလာဒါကျွန်တော်ကဒါမှပိုင်ကိုမပြီးသေးဘူးကအရသာမရှိဘူးအဲ့လိုဖြစ်တာဒါအဆိုင်တိုးတော့နော်ညာအေးပြန်တော့မှာပြန်တော့ ပြန်ရမှာမယ်ပြန်ရမှာ ပြန်တော့မှာ ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာမိတ်ဆွေအတွက်ဘ ഹു တုတတစ်ခုရခဲ့မယ်ဆိုရင် like လေးပြုလုပ်ပေးပြီးတခြားလူတွေကြည့်ရှုလို့ရအောင်လဲ share လေးပြုလုပ်ပေးခဲ့ပါခင်ဗျာ channel ကို subscribe လုပ်ရသေးရင်လည်း subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ see you